လူတွေတိတ်မသိသေးတဲ့ဘီနက်ဂျိုပြေဝကြီးဆိုခြင်းခံတဲ့ April 20ရက်ပြီး April 30အတွင်းမှာရှိတဲ့ Taurus ရဲ့စိတ်သဘောထား3ချက်ကိုပြောပြပါမယ်။နံပါတ်1ဘီနက်ဆိုတဲ့အချစ်နဲ့အမှုပညာနတ်ဖျားမှကြီးဆိုတဲ့အတွက် Taurus တွေကအချစ်ရေးမှဆိုလို့ရှိရင်ကိုချစ်တဲ့လူနဲ့ထိတွေ့ပြီးတော့အရာရာကိုလက်တွေ့ကြကြလှုပ်ဆောင်တတ်တဲ့လူတွေဖြစ်ပါတယ်ဒီလိုလက်တွေ့ကြကြထိတွေ့ပြီးတော့ပြန်လည်နားလည်မှုတွေလှုပ်ဆောင်ရင်းနဲ့အချစ်ရေးကိုကြောက်ဆောင်နေလို့ပို့ပြီးခိုင်မာအောင်လုပ်တတ်ပါတယ်ပြီးတော့အမှုပညာမှာဆိုလို့ရှိရင်လည်း Taurus ရဲ့စိတ်ခံစားချက်ကအမှုပညာမှာတော်တော်လေးခံစားရရောက်ပါတယ်တော်တော်လေးကိုမှအမှုပညာထိတွေ့ခံစားတတ်ပါတယ်နံပါတ်2ကတော့တဘာဝနဲ့စီးစိမ်ဥစ္စာဖြစ်ပါတယ်။ Taurus တွေကအဆိုင်ဖြစ်တဲ့အတွက်ကိုသူတို့ဘေးပတ်ဝန်းကျင်အကုန်လုံးမှာတဘာဝဆက်ဆံဖြစ်တည်ခြင်းတွေသဘောကျပါတယ်။စီးစိမ်ဥစ္စာကတော့လောဘကြီးခြင်းမဟုတ်ဘဲနဲ့သူတို့ဘေးနားမှာစားကောင်းတောက်ကောင်းနေသူတို့သဘောကျတဲ့အရာလေးနဲ့ပြည့်နှက်နေတာကိုသဘောကျပါတယ်။နံပါတ်3ကတော့ငင်းချင်းချင်းနဲ့ဒေါသဖြစ်ပါတယ်။ Taurus တွေကငင်းချင်းနေရတာကိုသဘောကျတယ်။ဒါကြောင့်သူတို့ရဲ့ငင်းချင်းတဲ့ပတ်ဝန်းကျင်သူတို့ရဲ့လွတ်လပ်တဲ့ပတ်ဝန်းကျင်ကိုလာပြီးတော့မထိခိုက်တဲ့၍လာပြီးစီးမကြော်သေးသူတို့တွေကဘာမှတုံ့ပြန်ခြင်းမရှိပါဘူးအကယ်၍အလောက်သွားပြီးတော့စီးကြော်မိပြီဆိုလို့ရှိရင်နေရိုင်းတစ်ကောင်လိုမျိုးတင်းလုံးဝလက်စားချိခြင်းနဲ့ပြန်လာပါလိမ့်မယ်ဒါကြောင့် Taurus တွေရဲ့ငြင်းငြင်းခြင်းကိုဘယ်တော့မှသွားပြီးတော့စီးမကြော်မိပါစေနဲ့ကျွန်တော်ပြောတဲ့ချက်တွေထဲမှာဘယ်ချက်တွေများကိုယ်နဲ့ကိုက်နေလဲကျွန်တော် April 21ကိုအကုန်လုံးနဲ့ကိုက်နေရှိပါတယ်